ချော်ပြောင်းကငါတို့အမျိုးထဲမှာဒါမျိုးမရှိဘူးလို့မမရောက်ခမလည်းလောအပြောအမျိုးရုံနဲ့မှဒါမျိုးမရှိဘူးဘယ်လိုမျိုးရုံမှမရှိစေချင်ဘူးလေနော်အဲ့ဒါအရင်ခံလာအခန်းလေးပါတော်လေးကိုအောင်လေးပြီးတော့နေနေရတယ်ဒေါက်တာဦးကျော်လည်းဟိုဒေါက်တာညီနာဖိပတ်ပေးတဲ့အချိန်မှာကျမသမီးတို့အော်တဆင်းလို့ပြောလိုက်တဲ့အချိန်လင်းမြန်းလေးယောက်ကလေဖရင်စာတောင်းလျှောက်နေငိုပြီးပြန်လာမရှက်နိုင်ဘူးကြည့်ကျင်တဲ့လူကြည့်ကျမတို့ယူမဆိုင်နိုင်ဘူးအမျိုးသားပခုံးလေးကိုဖက်အမျိုးသားသမီးလေးကိုချီတလားလုံးငိုပြီးပြန်လာတော့ရောက်ခမရရောက်တော့မင်းဘာစကားကြီးပြောနေတာငါမီးကနားမကြားတာမဟုတ်နေနားမကြားတာဆိုပြီးကျမကအဲ့လိုမျိုးပြောခဲ့တယ်ပေါ့နော်အဲ့ဒီအခန်းတွေကကျမအပေါ်လုံးနဲ့တိုက်ဆိုင်နေအဲ့တော့ရောက်ခမကလည်းပြေးမြင်မိတယ်ပေါ့နော်ဒီသမီးလေးကိုတိုက်ကလာတာဘာလို့ကျမအများကြီးလို့ဆွေမျိုးတွေမသိအောင်တိုက်ဆက်တယ်တော့ပြတ်တယ်ဒီဆုံးလေးကျမလူမျိုးနဲ့မအပ်ဆက်တဲ့ဖရားတွေကျမသွားခဲ့တယ်အမတော့ညာနန်းတို့လည်းသွားခဲ့တယ်ကလေးကအဲ့လိုတွေပြောတော့နို့လောင်းဆိုလောင်းတယ်ဘုန်းကြီးစီကပါဆိုင်းဝိုင်းမှာလက်ဖွဲ့အဆကျမတောင်းနေဘာလို့ကျမသမီးကောင်းမို့လေမိဘဘာမလုပ်ဘူးအကုန်လုပ်တယ်ပေါ့နော်အမိတော့ကျမအကုန်လုပ်ခဲ့ပါတယ်အဲ့ဒီကားနဲ့ကျမနဲ့အကုန်တိုက်ဆိုင်နေသူတို့ခံစားရပါတယ်ကျမတို့ဒီကလေးတွေအတွက်ကိုပေါ့နော်အများလူသိများစေခြင်းတယ်ဘာလို့ဆိုတော့ဒီကလေးလေးတွေကိုစာနာပေးမှကျမတို့ကစိတ်ကြမှာလေဘယ်နည်းတင်မယ်မတင်မယ်ဆိုတာမပြောနိုင်ဘူးလေအဲ့တော့သူတို့လေးတွေကိုကျမတို့အလူသိများလေစိတ်ချခြင်းလေးပဲတကယ်ကိုအဝမ်းနဲ့ရခြင်းတဲ့ကားလေးပါဘာလို့ဆိုတော့အများကြီးတိုက်ဆိုင်နေလေကိုတွေနဲ့ကိုတကယ်အဖြစ်မှာလက်တွေ့မှာဒီကလေးကိုပြောဆောင်လို့15နှစ်ရှိတယ်ဒီ15နှစ်အထိကိုဒီမိခင်ပြောရဲ့ခံစားချက်ကမပြောပြတတ်အောင်ပါပဲပြောမယ်ဆိုရင်ဘယ်လိုပြောလို့ပြောရမလဲတော့ချာလို့မတွေ့တော့ဘူးပေါ့နော်အဲ့လိုခံစားချက်သမီးလေးများထား online မလားရုံထဲမှာသူတို့ကစူညံတယ်လည်းမခံဘူးလေလည်းမခံတော့သူများထားတောင်းညမ်းလိုက်မလားဒါပေမဲ့အရန်သူ့ကိုကျေးဇူးတင်တယ်နေပေးတယ်လုံးဝတော့ရှောက်နေပေးတယ်တညလုံးလည်းသူမအိတ်ထားဘူးအရန်အဆင်ပြေတယ်ဒီနေ့သမီးလို့မေမေတို့ဒီနေ့ရုပ်ရှင်တော့ကြည့်မယ်သမီးနဲ့ဒါပထမဦးဆုံးတက်ကြည့်တဲ့ကားပဲသမီးလေးဒီ15နှစ်အရွယ်မှာဒါပထမဆုံးကြည့်ရတဲ့ရုံကိုလာတဲ့ပထမဆုံးခြေလမ်းပေါ့နော်ဒီနေ့သူအောင်မြင်တယ်လို့ကျွန်မပြောရမယ်ဒီကလေးလေးလိမ်ပါတယ်ဘာမှလည်းမစားသေးဘူးမအိတ်ကျွေးတာလည်းမစားဘူးဘာသူ့စိတ်ထဲမှာလှုပ်ရှားနေလဲတော့ကျွန်တော်သိဘူးပေါ့နော်ဒါပေမဲ့အရန်ကိုဖိပတ်ပေးခြင်းနဲ့အရန်လည်းကောင်းတယ်သမီးကိုလည်းချစ်ချူတယ်အော်တဆင်သမီးလေးကအော်တဆင်ကားကိုပထမဦးဆုံးကြည့်တဲ့အတွက်ကြောင့်ကျွန်မဂုဏ်ယူပါတယ်ဒီ15နှစ်အရွယ်အထိပဲပြုစုမဲ့လူကကျွန်မပဲရှိအမျိုးသားဆိုရင်သူလည်းလောက်သွားရတယ်ဆိုတော့မိမမင်းဖြစ်ပါမလားဖြစ်တယ်ဆိုသူ့ညတွေကပြောထားလိုက်တာလေတညာလုံးမအိတ်လို့လေချီးကျူးတယ်အခုယုံထဲမှာလေကျွန်မသမီးလေးကလေငြိမ်နေတာပဲထလည်းမတောင်းရဘူးသူ့အရင်ချီးကျူးတယ်တကယ်ချီးကျူးသမီးလေး15နှစ်အရွယ်မှာပထမအဦးဆုံးကြည့်ခဲ့တဲ့အော်တဆင်သမီးလေးကအော်တဆင်ကားပေါ့နော်ကျွန်မသူ့ကိုဂုဏ်ယူတယ်အရန်ဂုဏ်ယူတယ်ကျွန်မလည်းလေပြည့်စုံထောင်သွားတာဝမ်းသာတယ်လို့ခေါ်မှာပေါ့နော်ငြိမ်ပေးလို့အဲ့အော်တဆင် awareness တွေအများကြီးဖြစ်ချင်ပါတယ်အော်တဆင်မျိုးစာနာနားလည်းပေးကြပါလို့ကျမပြောပါတယ်လာကြည့်ကြပါလို့ကျမတို့ကလေးတွေကိုအများသိလေပို့ပြီးတော့ကျမတို့အတွက်ကတော့ဝမ်းသာမိလေပဲပေါ့နော်များလမ်းမှာတွေ့ရင်သူများဒီလိုလေးကြည့်တာအကြည့်မခံနိုင်ခဲ့ပါဘူးကျမတို့တွေ့တဲ့နေရာမှာကျမသမီး autism လေးပါကားစီးလဲကျမသမီးက autism လေးပါကျမပြောတယ်ဘာလို့ပြောတာလဲဒီကလေးလေးကိုစာနာဖို့ပြောတာဟင်းဒီကလေးဘာလို့လဲမသိဘူးကြက်မပြေတာအယူမခံစားနိုင်ပါသူတို့ကြက်လည်းမပြေတာမဟုတ်အယူလည်းမပါသူတို့ဖွင့်ပြမှုကပုံမှန်မဟုတ်တာပါကျန်တဲ့အကုန်ကောင်းပါတယ်ညံရည်ကခက်မြက်လုံးလို့တော့မှဖုန်းကြိုက်တယ်အော်ဂင်ကြိုက်တယ်ဂီတာကြိုက်တယ်အကုန်လုံးတူနေတယ်ဂီတာဆိုရင်မြင်သူမနေနိုင်ဘူးအိမ်သွားဂီတာရှင်သားဂီတာလေးဖွက်ထားနော်နင်းညမလေးကဂီတာကြိုက်တယ်ဆိုပါတော့သူများကပြတ်သွားရင်ငမျောတယ်လေငယ်လေးတွေကဂီတာကြိုက်တယ် music ကြိုက်တယ်တချင်းကြိုက်တယ်အဲ့လိုပေါ့အတန်လေးအကုန်ကြိုက်တယ်အော်ဂင်လေးကိုကျွန်မမထည့်လာဘူးအော်ဂင်လေးထည့်လာရင်အော်ဂင်တီးနေနောက်ရှက်မှာဆိုကျွန်မညတွေကအော်ဂင်ဖွက်ထားလိုက်အခုသမီးလေးနဲ့လည်းဂျားတလောကမကြသေးဘူးခရီးစဉ်တစ်ခုသွားတယ်အေးဆေးပဲခရီးစဉ်အဆအဆုံးအေးဆေးပဲ15နှစ်နော်
ပထမဦးဆုံးမှာဦးနှစ်ခုကြုံသွားပြီခရီးစဉ်ရဲ့ရုပ်ရှင်ရဲ့အဲ့တော့သူအရန်ကျေးဇူးတင်တယ်ဘာလက်ဆောင်ပေးရမလဲလို့မေကစဉ်းစားနေပြီ လက်ဆောင်လေးပါရီတောင်းတယ်လေသူ သူကအဲ့လက်ဆောင်ကအဲ့ဖုန်းနဲ့ organ နဲ့ဂီတာနဲ့အဲ့ဒါလေးတောင်းတယ်လေနောက်နေမကောင်းတဲ့ဖြစ်ထားတာလေအများကြီးနေအောင်နေပေးတာလေသူတကယ်ကျေးဇူးတင်တယ်ဟုတ်ကဲ့ကျမတို့ကမြန်မာ audition အသင်းอ่ะပါမြန်မာ audition အသင်းမှာသမီးလေးကိုထားလာတာ၄နှစ်တည်းကထားလာတာပေါ့နော်ဒီအသင်းအဖွဲ့အစည်းကနေပြီးတော့ကျမသမီးလေးကိုထွေးမေးတဲ့အတွက်ကြောင့်မလို့ဒီအတင်းအဖွဲ့အစည်းကိုလည်းကျမဒီနေရာနေလဲဂုဏ်ပြုသလိုသမီးလေးအတွက်လည်းအပြင်းဖွဲ့မှာဆက်ထားတဲ့အပေါ်မှာအများကြီးလဲတိုးတက်လာပါတယ်လို့ဟုတ်ကဲ့မတိမ်ငယ်ပါနဲ့လို့ကလေးတွေကိုစောစောတိလေးစောစောထွေးမေးပါတိတိချင်းဘာမှမနှောက်နေပါနဲ့မတွေ့ဝေးပါနဲ့ကြောင်းထားပေးပါလို့ special needs တွေနဲ့လေးလာပါလို့တခြားရလို့မဟုတ်ဘူးဒီလိုကလေးလေးတွေအတွက်ကိုများများလေးကျင့်ပေးလေများများတိုးတက်လေလို့ပြောချင်ပါတယ်